တလမျိုးအိတ်တိုင်းနဲ့လိုက်ဖက်ပြီးတော့ချစ်စရာကောင်းနေ့တိုင်းအသုံးဝင်ဆန်ကလပ်ကားပါလေးကိုထုတ်ပြမယ်ရှင်။ဒီဆုံး magic ring လေးလုပ်ပါမယ်။ magic ring ထဲမှာဖုံမီ3ချက်အရင်ထိုးမယ်ပြီးသွားရင်တိုင်းရှည်12တိုင်းထိုးပါမယ်။ဖုံမီ3ချက်ကိုတစ်တိုင်းမယူပါဘူးရှင်။ပထမဆုံးထိုးခဲ့တဲ့ရှည်မှာရှက်ကုန်းနဲ့လာဆက်မယ်ပြီးသွားရင်ဖုံမီ3ချက်ထပ်ထိုးပြီး increase DC တက်ပါမယ်။ဒီမှာလည်းဖုံမီ3ချက်ကိုတစ်တိုင်းမှမယူပါဘူးရှင်။ပြီးသွားတဲ့အခါ 1DC 1 increase ကိုထိုးပါမယ် 1DC 1 increase ပြီးသွားတဲ့အခါကျရင် 2DC 1 increase ကိုထိုးပါမယ်ရှင်ရှက်ကုန်းနဲ့ဆက်ပြီးသွားတဲ့အခါ 3DC 1 increase ကိုထိုးပါမယ်ရှင်ပတန်ရေးထားတဲ့ဟာမှာက 3DC 1 increase ဆိုပေမဲ့သေးနေလို့ 4DC 1 increase အထိထိုးလိုက်ပါတယ်ရှင်ဒါကတော့ 4DC 1 increase အထိထိုးထားတဲ့ site လေးပါရှင်ဒါကတော့ rubber ထိုးချက်လေးပါတင်စာတော့ပထမဦးဆုံးတိုင်တိုတစ်တိုင်ကိုထိုးဖို့လိုပါမယ်ပြီးသွားရင်တိုင်တိုထိုးတဲ့ဘက်ကိုမဟုတ်ဘဲနဲ့နောက်ဘက်ကိုပဲတိုင်တိုတွေကြီးပဲဖတ်ထိုးပေးရပါပါရှင်ပုံမှန်ဆိုရင်တင်စာတို့ကဘယ်ဘက်ကိုဆက်ထိုးပေးမယ်အခုကနောက်ဘက်ညာဘက်အရှမ်းကိုပဲဆက်ပြီးတော့တိုင်တိုတွေတပတ်လေးပြည့်အောင်ထိုးသွားပေးရမှာပါဒါဆိုရင်တော့တပတ်လေးပြည့်သွားပါပြီရှင်ချီစားလေးသိမ်းပြီးတော့ချီစားလေးညှက်ထားလို့ရပါပြီလို့လက်ကင်ကျိုးလေးတစ်ခုတက်ထည့်မယ်အတွင်းထဲမှာတန်လိုက်နှိပ်စီးလေးတက်ထည့်ပြီးရင်တော့အရန်ကိုလည်းကူတို့ရှင်းပြီးတော့အနေတိုင်းအသုံးဝင်မဲ့ဆန်ကလပ်ကားပါလေးကိုရပါပြီရှင်